လင်းလိုင်းကိုရက်ကနေထူဆိုပါတယ်ဒီကနေ့မှာတော့မေလ10ရက်နေ့မှာကြာရောက်တဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများဖွဲ့ချုပ် ABFSU ဖွဲ့စည်းတည်ထောင်ခြင်းနှစ်90ပြည့်အထိမ်းအမှတ်ဂုဏ်ပြုအစီအစဉ်တရက်အနေနဲ့ဘာကတခေါင်းဆောင်ဟောင်းတူဖြစ်တဲ့ဦးခင်မောင်ကြီးပြုစုရေးသားထားတဲ့လွတ်လပ်ရေးအမျိုးသားနိုင်ငံရေးနဲ့ကျောင်းသားလှုပ်ရှားမှုဆိုတဲ့စာအုပ်ငယ်ကိုဖတ်ကြားပေးမှာဖြစ်ပါတယ်လွတ်လပ်ရေးအမျိုးသားနိုင်ငံရေးနဲ့ကျောင်းသားလှုပ်ရှားမှုဦးခင်မောင်ကြီးဘာကတခေါင်းဆောင်ဟောင်းအမှားနိုင်ငံတွင်းမှာကျောင်းသားလှုပ်ရှားမှုမပြောနဲ့ကျောင်းသားလှုပ်ရှားမှုသမိုင်းကိုပြုစုတာနဲ့တင်ကြီးလေးတဲ့ရာဇဝတ်မှုဖြစ်နေပါတယ်ကျွန်တော်တို့ရဲ့ကျောင်းသားလှုပ်ရှားမှုသမိုင်းဟာနယ်အချက်ဆန့်ကျင်ရေးဖက်စစ်တော်လှန်ရေးအမျိုးသားလွတ်လပ်ရေးပြည်တွင်းငြိမ်းချမ်းရေးဒီမိုကရေစီရေးစတဲ့ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုအဆက်ဆက်နဲ့ပတ်သက်နေတာမို့ဒီလိုဂုံရောင်ပြောင်းခဲ့တဲ့ကျောင်းသားလှုပ်ရှားမှုတွေကိုစစ်အစိုးရကအကြောက်ကြီးကြောက်ပါတယ်။ဒါကြောင့်ကျောင်းသားလှုပ်ရှားမှုတွေကိုသမိုင်းကွင်းဆက်ပြတ်အောင်ဖန်တီးပါတယ်။ကျောင်းသားရေးနဲ့နိုင်ငံရေးဟာမပတ်သက်တဲ့အောင်မှိုင်းတိုက်ပါတယ်။ဒါပေမဲ့လည်းကျောင်းသားလှုပ်ရှားမှုတွေဟာယနေ့အထိကွင်းဆက်မပြတ်ခဲ့ပါ။ပြည်တွင်းငြိမ်းချမ်းရေးဒီမိုကရေစီရေးစစ်အာဏာရှင်စနစ်ဖြတ်သိမ်းရေးဆိုတဲ့နိုင်ငံရေးအမြင်ပေါ်မှာအခြေခံပြီးကျောင်းသားလှုပ်ရှားမှုတွေရှိနေတော့မှာလွတ်လပ်တဲ့ကျောင်းသားတို့ညီလာခံတရက်ကနေလွတ်လပ်ပြီးစစ်မှန်တဲ့ကျောင်းသားသမဂ္ဂပေါ်ထွန်းမှသာဒီကနေ့ကျောင်းသားတို့အခွင့်အရေးကိစ္စတွေပညာရေးကိစ္စတွေကိုကျွန်တော်တို့စုစည်းဖြေရှင်းနိုင်မှာဖြစ်ပါတယ်ဒီလိုညီလာခံတရက်ပေါ်လာဖို့ဆိုတာကလည်းနိုင်ငံထဲမှာစစ်မှန်တဲ့ဒီမိုကရေစီမရှိဘဲငြိမ်းချမ်းမှုမရှိဘဲမဖြစ်နိုင်ပါအမျိုးသားသွေးစည်းမှုရပြီးစစ်အာဏာရှင်စနစ်ကိုအပြီးအပြတ်ဖျက်နိုင်မှသာလျှင်ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးရှိမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကျောင်းသားတွေနိုင်ငံရေးသို့မဟုတ်အမျိုးသားနိုင်ငံရေးလုပ်ပါတယ်။အမျိုးသားရေးဟာဘာကတများဖွဲ့ချုပ်ရဲ့အခြေခံမူတစ်ရပ်ဖြစ်ပါတယ်။လွတ်လပ်ရေးမတိုင်မီအမျိုးသားရေးဟာနယ်ချဲ့ဆန့်ကျင်ရေးနဲ့အမျိုးသားလွတ်လပ်ရေးဖြစ်ခဲ့ပါတယ်။လွတ်လပ်ရေးရပြီးနောက်မှာပြည်တွင်းငြိမ်းချမ်းရေးဒီမိုကရေစီရေးနဲ့အမျိုးသားသွေးစည်းရေးဟာအမျိုးသားရေးဖြစ်ပါတယ်အခုနောက်ပိုင်းတစ်ဆင့်တိုးလာတာကစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးဖြစ်ပါတယ်ဒါဟာဘာကတများဖွဲ့ချုပ်ရဲ့အမျိုးသားရေးမူဝါဒဖြစ်ပါတယ်ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်းနဲ့ဘာကတများဖွဲ့ချုပ်နဲ့သက်ဆိုင်တဲ့သမိုင်းဆိုင်ရာအချက်လက်တွေကိုပြန်လည်ဖော်ထုတ်ဖို့ကိုဘာကတများဖွဲ့ချုပ်နိုင်ငံရေးရာကော်မတီအနေနဲ့လုပ်ငန်းစဉ်တရက်အနေနဲ့ခံယူထားပါတယ်ပြည်တွင်းမှာလက်ရှိလုံနိုင်မှုခက်ခဲတဲ့အတွက်လုံနိုင်တဲ့နေရာကနေလှုပ်ဖို့ရည်ရွယ်ပါတယ်ဒီရည်ရွယ်ချက်နဲ့ဘဂတခေါင်းဆောင်ဟောင်းဦးခင်မောင်ကြီးရဲ့စာမူကိုထုတ်ဝေပါတယ်ဒီနေရာမှာသူတွေ့ကြုံခဲ့တဲ့သမိုင်းနောက်ခံအခြေအနေသမိုင်းဆိုင်ရာအမြင်နဲ့အတွေ့အကြုံတွေပါဝင်လာမှုလက်ရှိကျွန်တော်တို့ကျောင်းသားတို့အတွက်ရောဘဂတလှုပ်ရှားမှုသမိုင်းအတွက်ပါအထောက်ပံ့ဖြစ်စေမယ်ယူဆပါတယ်နိုင်ငံရေးရာကော်မတီဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဇွန်လ2004ခုနှစ်1945ခုနှစ်မေလ1ရက်နေ့တွင်ကျွန်တော်ကျောင်းသားများအပါအဝင်ဖက်စစ်ဆန့်ကျင်ရေးပြည်ချစ်အင်အားစုများဟာရန်ကုန်မြို့ကိုသိမ်းပိုက်ခဲ့ကြတယ်။ဒီမတိုင်မီတပြည်လုံးဒေသအသီးသီးမှာမတ်လ29ရက်နေ့မှာစတင်ပြီးကျောင်းသားများဟာပျောက်ကြားတပ်သားများဖြစ်၎င်းတပ်မတော်သားများဖြစ်၎င်းဖက်စစ်ဂျပန်ဆန့်ကျင်ရေးစစ်ပွဲများမှာရွတ်ချွန်ချွန်ပါဝင်ခဲ့ကြတယ်။ဖက်စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ကြတဲ့ကျွန်တော်တို့ရဲ့နှလုံးသားတွေကိုသခင်စိုးပို့ချခဲ့တဲ့အနုပရိလောမရုပ်ဝါဒကမ္ဘာအမြင်နဲ့ဗမာလွတ်လပ်ရေးကြေညာသဏ္ဍာန်၄ဆောင်ဗမာလွတ်လပ်ရေးကြေညာသဏ္ဍာန်အမှတ်1 2 3 4တို့ကချုပ်ကန်ခဲ့ပြီးဒီအတွေးခေါ်လက်နက်ကကျွန်တော်တို့ကိုသူရတတ္တိနဲ့မကုံခန်းနိုင်တဲ့စွမ်းမကားတွေကိုပေးအပ်ခဲ့တယ်ကျွန်တော်တို့ဘာကြောင့်စစ်တိုက်ဖို့လိုအပ်တယ်လဲဘယ်သူအကျိုးအတွက်စစ်တိုက်ဖို့လိုတယ်လဲဆိုတဲ့အဖြစ်မှန်ကိုသဘောပေါက်စေခဲ့တယ်ကျွန်တော်တို့ဟာဘာကိုမှမကြောက်တော့ဘူးလွတ်လပ်ရေးအတွက်ပြည်သူအတွက်အရာရာကိုစွန့်လွတ်ဖို့အဆင်သင့်ဖြစ်နေကြတယ်မိုးတန်လေးတန်တွေကြားမှာဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ဗမာတပ်မတော်ရဲ့စစ်ချီသေးတန်ဟာပြန့်လွင့်လာတယ်မိုးတွေကလည်းမဆဲပဲရွာနေတယ်မြစ်ချောင်းအင်းအိုင်ရေတွေပြည့်လို့ငါတို့တက်ရမယ်ရန်သူတွေဟာ
အရှုံးကြီးရှုံးနေတယ်သူတို့လောက်တော့ကွဲကားပြုတ်လို့ငါတို့တိုက်ရမယ်တို့ပိုကဓာဆွဲလို့ရှေ့ကတက်ပါတယ်ဘယ်မှာကြောက်စိတ်ရှိလိမ့်ငါတို့စစ်သားရဲ့ပြည်ချစ်တက်မတော်ရဲ့ဒီစစ်ချီတေးသံဟာတပြည်လုံးမှာပြန့်နှံ့သွားပါမကောလားစစ်ဝတ်ဝတ်ထားတဲ့ကျွန်တော်တို့ចောင်းသားတွေဟာအလုသမားလယ်သမားလောက်သားပြည်သူတွေနဲ့အတူဖက်စစ်ဂျပန်တွေကိုအတုံးအယုံကြဆုံးအောင်တိုက်ခဲ့ကြတယ်ဖက်စစ်ဂျပန်တွေကိုမောင်းထုတ်ခဲ့ကြတယ်နှစ်စစ်ကြီးတော့ပြီးသွားပြီအောင်ပွဲနဲ့လည်းအဆုံးသတ်ခဲ့ပြီတစ်ဖက်မှာတော့အမိနိုင်ငံရဲ့နေရာအပြန့်အနှံ့မှာပြာပုံနဲ့မီးလောင်ကြီးမောင်းထုတ်လိုက်တဲ့ဂျပန်ဖက်စစ်တွေရဲ့နေရာမှာအင်္ဂလိပ်စစ်တပ်တွေပြန်ရောက်လာကြတယ်သူတို့ဟာအုပ်စိုးသူအရှင်သခင်တွေပြီးတိုက်တာအဆောက်အဦခေါင်းတွေကိုသာမကတက္ကသိုလ်ကျောင်းအဆောက်အဦတွေကိုပါသိမ်းပိုက်လိုက်ကြတယ်ကျွန်တော်တို့ကျောင်းသားတွေဟာစစ်ဝတ်ကိုချွတ်ပြီးကျောင်းစာသင်ခန်းတွေထဲပြန်ရောက်လာကြတယ်1945ခုနှစ်စစ်ပြီးခေတ်တက္ကသိုလ်ကျောင်းဆိုတာဟာရန်ကုန်မြို့လယ်ကောင်မကိုလန်းထဲမှာရှိတဲ့ရခင်ကခေါ် Randeria ဆိုတဲ့ကလာကျောင်းဖြစ်တယ်မကိုလန်းဟာစမူစာပလာတာနတ်တွေဓမ္မောက်ဓမင်းဟင်းနတ်တွေနဲ့သင်းပြန့်ကြိုင်လျက်ရှိတယ်ဒီမကိုလန်းမရှိမဲ့ရှိမဲ့ငားရမ်းထားတဲ့သုံးတက်တိုက်ကျောင်းအဆောက်အဦမှာအခန်းတွေဖွဲ့ပြီးစာသင်ခန်းတွေလှုပ်ထားကြတယ်စစ်ပြီးခေတ်တက္ကသိုလ်ဟာသူ့ပေးထားတဲ့နာမည်နဲ့လိုက်လျောညီထွေစွာအရေးပေါ်တက္ကသိုလ်စစ်ပါပဲကျောင်းအုပ်ကြီးဥပနဲ့ဒေါက်တာလာဘူးအမှုပြုတဲ့ဆရာဆရာမတွေဟာဝတ္တရားကြေးကြတယ်ကျောင်းသားတွေပေါ်အလွန်နှွေးထွေးပြီးသူတို့တက်သမျှထက်ထက်တန်တန်မချွင်းမချမ်းပို့ချကြတယ်စစ်ပြီးခေတ်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေဟာစစ်မတိုင်မီတက္ကသိုလ်ကျောင်းတော်သူကျောင်းတော်သားများနဲ့လားမြမတူတော့ဘူးရှေ့ရခင်ကတက္ကသိုလ်ကျောင်းသားကြီးများဟာထူးခြားတဲ့ထက်လွာတရက်တစ်ဖွဲဖြစ်ခဲ့တယ်ဝတ်စားဆင်ရင်မှုအလွန်တက်ရပြီးသူတို့ကိုယ်ပိုင်ဟန်တဲ့သူမင်းကြိုက်စိုးကြိုက်ကာလာသားများနဲ့လားမြမထိုက်ဆိုသလိုဖြစ်ခဲ့တယ်ဒါနဲ့ပြောင်းပြန်ပါပဲစစ်ပြီးခေတ်တက္ကသိုလ်ကျောင်းသားတွေကတော့အထင်ကြီးစရာဘာဟန်ပါမှမရှိတော့ပါခေါင်းစုပ်ဖွားအဝတ်စားဖေယိုဖေးမသက်မရက်ခုံဖနက်တန်တစ်ခွက်တညံ့နဲ့စစ်ပြန်များပြီးသားလာပါတယ်ကျွန်တော်တို့ဟာကိုတန်းဥက္ကဋ္ဌအဖြစ်ခေါင်းဆောင်တဲ့တက္ကသိုလ်ကျောင်းသားသမဂ္ဂကိုပြန်လည်ဖွဲ့စည်းခဲ့ကြတယ်တက္ကသိုလ်ကျောင်းအဆောက်အဦများပြန်ရရေးကျောင်းပရိဘောဂများကျောင်းသုံးပစ္စည်းများအလုံလောက်ဖြည့်တင်းပေးရေးစနစ်ကျပြီးပြည့်စုံတဲ့ရန်ကုန်တက္ကသိုလ်ပြန်ပေါ်လာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအခွင့်အရေးအပြည့်အဝရရှိရေးစတဲ့ကျောင်းသားတို့အခွင့်အရေးများအတွက်တိုက်ပွဲဝင်ရန်ပြင်ဆင်ခဲ့ကြတယ်။ကျောင်းနိုင်ရန်ကသတင်းစာများထုတ်ပြီးကျောင်းသားများအားလှုံ့ဆော်စည်းရုံးခဲ့ကြတယ်။အဲဒီချိန်ကတက္ကသိုလ်ကျောင်းသားသမဂ္ဂစီးမြင်အခန်း9အပိုက်2ထဲမှာကျောင်းသားများဟာအမျိုးသားနိုင်ငံရေးသာလုပ်ရမယ်။နိုင်ငံရေးပါတီအဖွဲ့အစည်းထဲမှာမပါဝင်ရ။ပါတီနိုင်ငံရေးမလုပ်ရဆိုတဲ့ကန့်သက်တားမြစ်ချက်တစ်ခုပါလာတယ်ဒီကန့်သက်ချက်ကိုဘယ်လိုနားလည်ရမလဲအမျိုးသားနိုင်ငံရေးကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ရမလဲအငင်းပွားစရာတွေဖြစ်လာတယ်အမျိုးသားနိုင်ငံရေးဆိုတာဟာအတွင်းသဘောအရလှုပ်ရှားပြောင်းလဲနေတဲ့နိုင်ငံရေးဝါဟာရ political category တစ်ခုဖြစ်တယ်နယ်ချဲစနစ်တည်ရှိပြီးနယ်ချဲစနစ်ရဲ့ဖိနှိပ်သွေးဆုပ်မှုခံရသမျှနယ်ချဲစနစ်ဖိနှိပ်သွေးဆုပ်မှုကိုဆန့်ကျင်တဲ့အမျိုးသားနိုင်ငံရေးနဲ့အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုဆိုတာဟာရှိနေလိမ့်မယ်အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုဖြစ်စဉ်တစ်ခုလုံးမှာအဆင့်တွေ stages of development တွေရှိတယ်ဖြစ်ပေါ်တိုးပွားမှုအဆင့်သီးသီးမှာရေပုံရတူညီချက်တွေရှိသလိုမတူခြားနာတဲ့အတွင်းသရုပ်တွေ content ရှိနေတယ်ဗမာပြည်နိုင်ငံရေးသမိုင်းမှာပေါ်ပေါက်ခဲ့တဲ့ YMBA GCBA ဝန်တာနုခေတ်မှာရှိခဲ့တဲ့အမျိုးသားနိုင်ငံရေးဟာဆရာစံတပုံကြဆုံးပြီးနောက်ပေါ်ပေါက်လာတဲ့ဒုဗမာစီယုံခေတ်ရဲ့မျိုးသားနိုင်ငံရေးနဲ့တစ်ထက်ထဲလားမဟုတ်ပါဒုဗမာစီယုံခေတ်မှာပင်1300ပြည့်မတိုင်မီကာလနဲ့1300ပြည့်နောက်ပိုင်းကာလရှိအမျိုးသားနိုင်ငံရေးတွေဟာတစ်ထက်ထဲလားမဟုတ်ပါစစ်ပြီးခေတ်လွတ်လပ်ရေးမရမီနဲ့ရပြီးနောက်ကောဖြစ်ပေါ်တိုးပွားမှုအဆင့်တွေမှာပင်ကာလပိုင်းတွေ phases of development ရှိနေတယ်မတူတဲ့အတွင်းသရုပ်တွေနဲ့မတူတဲ့သဏ္ဍာန်တွေရှိနေတယ်different contents and different forms ဆိုလိုတာကတော့ကျွန်တော်တို့ဟာဗမာပြည်လူဦးရေရဲ့80%ကျော်ရှိတဲ့အလုပ်သမားလယ်သမားလုပ်သားပြည်သူတွေရဲ့အကျိုးစီးပွားကို
တာမန်အဆင့်နေရာမှာသာထားတဲ့အရေးရှိရင်လက်တဆုပ်စာကိုလူဒန်းသားကျိုးကိုသာကြည့်ပြီးလောက်သားပြည်သူတွေရဲ့အကျိုးကိုပေးလာရကန်ဝက်ကွက်ချန်လေးရှိတဲ့ GCBA တုံးကလိုအမျိုးသားနိုင်ငံရေးနဲ့အလုသမားလယ်သမားလောက်သားပြည်သူတွေရဲ့အကျိုးကိုဥထိတ်ထားတဲ့1300ပြည့်ရေးတော်ပုံတုံးကလိုအမျိုးသားနိုင်ငံရေးကိုပြက်ပြက်သားသားခွဲခြားထားရလိမ့်မယ်ခွဲခြားကြည့်မြင်ရလိမ့်မယ် GCBA ရဲ့အမျိုးသားနိုင်ငံရေးဟာဆရာဆန်လယ်သမားတပုံကိုတစ္ဆာဖောက်မှုနဲ့အဆုံးသတ်ခဲ့တယ်1300ပြည့်ရေးတော်ပုံကိုဖြစ်ပေါ်စေတဲ့သခင်ကိုတော်မိုင်းဦးစီးတဲ့ဒုဗမာစီယုံရဲ့အမျိုးသားနိုင်ငံရေးဟာသခင်အောင်ဆန်းခေါင်းဆောင်တဲ့ဗမာပြည်ကွန်မြူနစ်ပါတီကိုမွေးထုတ်ခဲ့တယ်လူအဖွဲ့အစည်းအချင်းရာတွေကိုအချိန်ကာလနေရာဒေသအခိုင်အမာအခြေအနေ time space concrete condition အရာခွဲခြားစိတ်ဖြာတာမလုပ်ဘဲရေပုံရဘောင်ထဲမှာထည့်ပြီးခြားနာထားတဲ့အချင်းရာတွေကိုတူတီအောင်ရောင်ဘလုံးမထွေးရောမှွေပြီးပြောဆိုနေကြမယ်ဆိုရင်ဘာမှအတိတ်ပဲရှိပြီမဟုတ်ပါနောက်ဆုံးအယူဆရေးရာကတ်ဆိုင်မှု ideological crisis နဲ့လူဖွဲ့စည်းသမိုင်းဖြစ်ပေါ်တိုးပွားမှုလဲဘိန်းကိုနောက်ပြန်ဆွဲတဲ့အကျိုးသက်ရောက်မှုတွင်သာအဆုံးသတ်ပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ဟာမရှောင်မလွဲတာပဲတက္ကသိုလ်ကျောင်းသားသမဂ္ဂစီမင်းအခန်း9အပိုက်2ပါကန့်သက်တားမြစ်ချက်ကိုဆန့်ကျင်ခဲ့ပါတယ်ဒီယူဆကိုအနိုင်တိုက်ခဲ့ပါတယ်ကျောင်းသားလှုပ်ရှားမှုကိုအလုပ်သမားလယ်သမားတွေနဲ့ပေါင်းဆက်တဲ့ဥတီချက်ရကျေပြန့်တဲ့ကျေပြန့်အောင်တွန်းဆော်ပေးခဲ့ပါတယ်အရေးပေါ်တက္ကသိုလ်ကကျောင်းသားတွေကိုနောက်ထပ်လက်မခံနိုင်တော့တာကြောင့်ဆရာဦးသာထိုးကဦးစီးပြီး1945ခုနှစ်ဒုတိယနှစ်ဝက်တွင်မှာပဲအကျိုးတက္ကသိုလ် Pre-University ကိုဖွင့်ခဲ့တယ်အကျိုးတက္ကသိုလ်မှာလည်းကျောင်းသားသမဂ္ဂပေါ်ထွန်းလာပြီးကိုညီညီနောင်တွင်စာရေးဆရာလင်းယုံနီဟာထင်ရှားတဲ့ကျောင်းသားသမဂ္ဂခေါင်းဆောင်ဖြစ်လာတယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂအကျိုးတက္ကသိုလ်ကျောင်းသားသမဂ္ဂတွေနဲ့တပြိုင်တည်းလိုပဲသို့မဟုတ်စောကောင်းစောမယ်အထက်ဗမာပြည်မှာကိုအေးမောင်ဦးနုအစိုးရလက်ထက်တွင်သမဝါယမမင်းကြီးဖြစ်လာသူဦးအေးမောင်ဥက္ကဋ္ဌဖြစ်ဆောင်ရွက်တဲ့အထက်ဗမာပြည်ကျောင်းသားများသမဂ္ဂအထဘကတပေါ်ထွက်ခဲ့တယ်1945ခုနှစ်တွင်မှာပဲရန်ကုန်မြို့ထဲမှာကျောင်းသားသမဂ္ဂတွေတစ်ခုပြီးတစ်ခုပေါ်လာပြီးကိုတန်းထွန်းယခုသမိုင်းပေါမောက္ခဟောင်းဒေါက်တာတန်းထွန်းဥက္ကဋ္ဌဖြစ်ဆောင်ရွက်တဲ့ရန်ကုန်မြို့လုံးဆိုင်ရာကျောင်းသားများသမဂ္ဂရကတကိုဖွဲ့စည်းနိုင်ခဲ့တယ်တဆင့်ပြီးတဆင့်တက်လာတဲ့ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးဒီဟာအထွတ်အထိပ်ရောက်လာပါပြီ1945ခုနှစ်နှစ်ကုန်ခါနီးမှာတပြည်လုံးအတိုင်းအတာရှိတဲ့ကျောင်းသားသမဂ္ဂညီလာခံတစ်ရက်ကိုရွှေတကုံကုန်းပေါ်မှာခေါ်ယူနိုင်ခဲ့ပါတယ်တက္ကသအထဘကတအကတက္ကသနဲ့ရကတတို့ကိုအခြေခံပြီးဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂဘကတကိုဖွဲ့စည်းနိုင်ခဲ့သည်စစ်ပြီးခေတ်ပထမဆုံးဘကတရဲ့ဥက္ကဋ္ဌဖြစ်ရကတဥက္ကဋ္ဌကိုတန်းထွန်းယခုသမိုင်းပေါမောက္ခဟောင်းဒေါက်တာတန်းထွန်းကိုအားလုံးသဘောတူရွေးချယ်တင်မြှောက်ခဲ့ကြတယ်စစ်ပြီးခေတ်မှာပြန်လည်ပေါ်ပေါက်လာတဲ့ဘကတဟာ1300ပြည့်ရေးတော်ပုံမှာပါဝင်ခဲ့တဲ့ကျောင်းသားလှုပ်ရှားမှုနဲ့ဘကတရဲ့အစဉ်လာခေါင်းအမွေကိုဆက်ခံခဲ့တယ်အလုသမားလူဒန်းစားခေါင်းဆောင်နဲ့အလုသမားလယ်သမားမဟာမိတ်ဖွဲ့မှုပေါ်မှာအခြေခံတဲ့အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုရဲ့ထွန်းပြောင်တဲ့မုံတိုင်းတပ်ဖွဲ့အခန်းကိုစတင်ထမ်းဆောင်နိုင်ခဲ့တယ်။၃သမိုင်းအရာကြည့်ရင်ကျောင်းသားလှုပ်ရှားမှုဟာဘယ်တော့မှသူ့ဘာသာသူတီးခြားကင်းကွာလှုပ်ရှားနေတဲ့ချင်းရာမဟုတ်ပါ။အစဉ်အသီးသီးကာလအသီးသီးမှာဗမာပြည်အမျိုးသားလှုပ်ရှားမှုနဲ့မကွဲမကွာဆက်ဆက်နေတဲ့အပြန်အလှန်ဩဇာတက်ရောက်နေတဲ့ပါဝင်ပေါင်းဆက်ရာအစိတ်ပိုင်းတစ်ရက်ဖြစ်ပါတယ်။တဖန်ဗမာပြည်မျိုးသားလှုပ်ရှားမှုဆိုတာဟာတီးခြားကင်းကွာစွာရက်တီလှုပ်ရှားနေတဲ့အချင်းရာမဟုတ်ပါ။လက်ဝဲကြီးရုပ်အရင်ရှင်စနစ်ဝါနယ်ချဲစနစ်ဖြစ်ပေါ်တိုးပွားမှုမှာပေါ်ထွက်လာတဲ့သမိုင်းဆိုင်ရာတိမ်ညွတ်မှု historical tendency ရဲ့ဖော်ပြချက်တစ်ရက်ဖြစ်ပြီးလက်ဝဲကြီးရုပ်အရင်ရှင်စနစ်ဝါနယ်ချဲစနစ်ရဲ့ဖိနှိပ်သွေးဆုပ်မှုကိုဆန့်ကျင်တဲ့နိုင်ငံရေးအရလွတ်လပ်ရေးနဲ့အမျိုးသားနိုင်ငံတော်ထူထောင်ရေးသို့ရှေ့ရှုတဲ့လှုပ်ရှားမှုဖြစ်ပါတယ်။နယ်ချဲစနစ်ကိုလိုနီစနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးရဲ့အစိတ်ပိုင်းတစ်ရက်လည်းဖြစ်ပါတယ်။လိုအပ်တဲ့လောက်အကျယ်ပြောပြရစေ။20ရာစုနှစ်အစပိုင်းမှာအရင်ရှင်စနစ်ကြီးဟာလက်ဝါကြီးအုပ်အရင်ရှင်စနစ်ဝါနယ်ချဲစနစ်အဖြစ်သို့လုံးဝပြောင်းလဲသွားခဲ့တယ်။နယ်ချဲစနစ်ရဲ့ဖြစ်ပေါ်တိုးပွားမှုမှာသမိုင်းဆိုင်ရာတိမ်ညွတ်မှုနှစ်ခုရှိတယ်။ပထမတိမ်ညွတ်မှုကနယ်ချဲစနစ်ဖိနှိပ်သွေးစွမှုကိုဆန့်ကျင်တဲ့အမျိုးသားနိုင်ငံရေးနဲ့အမျိုးသားလှုပ်ရှားမှုများနိုးကြားထကြွလာတာဖြစ်ပါတယ်
အဲ့ဒီလှုပ်ရှားမှုများရည်ရွယ်ချက်ကနယ်ချဲစနစ်ရဲ့အမျိုးသားဖိနှိပ်သွေးစွန်းမှုကိုဆန့်ကျင်တိုက်ဖြတ်ပြီးအမျိုးသားနိုင်ငံတော်များ National States ထူထောင်ခြင်းသာဖြစ်တယ်ဒုတိယတိမ်ညွတ်မှုကတော့ဗတ်ပေါင်းစုံကမ္ဘာအသွင်ဆောင်လာခြင်း all embracing globalization ပါပဲတရံအမျိုးမျိုးနဲ့နိုင်ငံတကာအပြန်အလှန်ဆက်သွယ်မှုတွေဖြစ်ပေါ်တိုးပွားလာတယ်တိုးတက်များပြားလာတယ်အမျိုးသားရေးရကန့်သက်ချုပ်နှောင်မှုတွေဟာပြိုကွဲသွားတယ်အရင်းစုစည်းမှုဟာ accumulation of capital နိုင်ငံတကာအတိုင်းအတာဆောင်းလာတယ်ရေပုံရအပြင်စီးပွားရေးဘဝနိုင်ငံရေးဘဝသိပ္ပံပညာနဲ့နည်းပညာများဖြစ်ပေါ်တိုးတက်မှုတွေဟာနိုင်ငံတကာအတိုင်းအတာရတညီတညွတ်ထဲစုစည်းလာတယ်ဒီသမိုင်းဆိုင်ရာတိမ်ညွတ်မှုနှစ်ခုသုံးဟာအရင်းရှင်စနစ်ရဲ့ပဂရိဘာဝတရားများ objective laws of capitalism ကိုရောင်ပြန်ဟပ်ပြနေတယ်ပထမတိမ်ညွတ်မှုကရေပုံရသဘောရ၎င်းတိုင်းပြည်တစ်ခုချင်းတွင်၎င်းအရင်းရှင်စနစ်ဖြစ်ပေါ်တိုးပွားမှုအစောပိုင်းအဆင့်များမှာလွှမ်းမိုးတဲ့အခန်းမှာပါဝင်ခဲ့တယ်ဒုတိယတိမ်ညွတ်မှုကတော့အရင်းရှင်စနစ်ရင့်မဲ့လာတဲ့အဆင့်ဝါနယ်ချဲစနစ်အဆင့်မှာပေါ်လွင်ထင်ရှားစွာဖော်ပြလျက်ရှိတယ်1989 1890ခုနှစ်ကာလအတွင်းမှာအနောက်ဥရောပနိုင်ငံများတွင်အရင်းရှင်တော်လှန်ရေးများဟာပြီးဆုံးသွားခဲ့တယ်ဒီနိုင်ငံတွေမှာအမျိုးသားနိုင်ငံတော်များပေါ်ပေါက်လာတဲ့ဖြစ်စဉ်ဟာလည်းအောင်မြင်စွာပြီးမြောက်သွားခဲ့တယ်အမျိုးသားလှုပ်ရှားမှုဆိုတာဟာ၎င်းတို့အတွက်ဆိုရင်အတိတ်ဖြစ်ရတစ်ခုဖြစ်သွားခဲ့ပြီအလားတူစွာပဲအမေရိကန်ပြည်တွင်းစစ်1861-65အပြီးအမေရိကန်ပြည်ထောင်စုနဲ့မီဂျီဘရင်ပြုပြင်ရေးများပြီးဂျပန်နိုင်ငံမှာလည်းအရင်းရှင်စနစ်ဟာအရှိန်လျင်မြန်စွာဖြစ်ပေါ်တိုးပွားခဲ့ပြီးအမျိုးသားလှုပ်ရှားမှုဟာဒီနိုင်ငံတွေမှာပြီးဆုံးခဲ့တဲ့သမိုင်းအချင်းရာတစ်ရက်ဖြစ်ခဲ့တယ်၎င်းတို့နဲ့နိုင်ဆိုင်ရင်အရှေ့ဥရောပနိုင်ငံများမှာထိုစဉ်ကအမျိုးသားလှုပ်ရှားမှုများဟာမပြီးမြောက်သေးဘူးတချို့နိုင်ငံတွေမှာတိုင်းရင်းသားဘာသာစကားနဲ့စာပေအပြည့်အဝအသုံးချနိုင်ခွင့်နဲ့နိုင်ငံရေးရလွတ်လပ်ရေးအတွက်လူထုကအုံကြွပြီးဖိနှိပ်တဲ့အမျိုးသားတွေကိုအရေးဆိုတိုက်ပွဲဆင်ခဲ့ကြတယ်ရေပုံရသဘောတွေနဲ့ပြောရရင်1917 12ခုနှစ်တိုင်အောင်ဘော်ကန်တိုင်းပြည်တွေမှာအမျိုးသားနိုင်ငံတော်များထူထောင်ရေးဖြစ်စဉ်ဟာမပြီးဆုံးခဲ့ဘူးအရင်းရှင်စနစ်ဟာလက်ဝါးကြီးအုပ်ရင်းရှင်စနစ်ဝါနယ်ချဲစနစ်အဖြစ်သို့တိုးတက်ပြောင်းလဲသွားတဲ့ကာလမှာအမျိုးသားလှုပ်ရှားမှုများကုန်ဆုံးသွားပြီးအရင်းရှင်နယ်ချဲနိုင်ငံများဖြစ်လာတဲ့အင်္ဂလန်ပြင်သစ်ဂျာမနီရုရှားအမေရိကန်ဂျပန်တို့ဟာလူဦးရေသန်းပေါင်း900ကျော်ရှိတဲ့ကိုလိုနီနဲ့အမိခိုခံနိုင်ငံများကိုပိုင်ဆိုင်ခဲ့ကြတယ်။သမိုင်းအရပြောရရင်ကိုလိုနီတစ်ပိုင်းနိုင်ငံများရဲ့အမျိုးသားလှုပ်ရှားမှုဟာအရှေ့ဥရောပမှာထက်တက်တန်းနုနယ်ခဲ့ပါတယ်။အင်္ဂလန်ရဲ့ကိုလိုနီနိုင်ငံတစ်ခုဖြစ်တဲ့ဗမာပြည်မှာအင်္ဂလိပ်နယ်ချဲ့ရဲ့ဖိနှိပ်သွေးဆုပ်မှုကိုဆန့်ကျင်တဲ့အမျိုးသားလှုပ်ရှားမှုဟာပထမကမ္ဘာစစ်ကြီးအပြီးမှာစတင်ပေါ်ပေါက်လာတယ်။ဒီလှုပ်ရှားမှုကို1920ခုနှစ်စက်တင်ဘာမှာဖွဲ့စည်းခဲ့တဲ့ GCBA ခေါ်ဝန်တာနုအသင်းချုပ်ကြီးကခေါင်းဆောင်ခဲ့တယ်။ရန်ကုန်နဲ့ယူဒတန်ကောလိပ်ကျောင်းသားတပိတ်ကြီးဟာ1920ခုနှစ်ဒီဇင်ဘာလ9ရက်နေ့တွင် GCBA ခေါင်းဆောင်မှုအောက်မှာပေါ်ပေါက်ခဲ့တယ်။ကျောင်းသားများတပိတ်ကိုပြည်သူလူထုကအားတက်သရောထောက်ခံအားပေးခဲ့တာကြောင့်တက္ကသိုလ်ကျောင်းသားတပိတ်ကြီးဟာအမျိုးသားလှုပ်ရှားမှုကြီးတစ်ရပ်ဖြစ်လာအောင်တွန်းဆော်ပေးနိုင်ခဲ့တယ်။ကျောင်းသားများရဲ့ကိုလိုနီပညာရေးစနစ်ဆန့်ကျင်ရေးအမျိုးသားပညာရေးစနစ်ထူထောင်ရေးလှုပ်ရှားမှုများကို GCBA ကဆက်လက်ခေါင်းဆောင်ခဲ့တယ်။ GCBA ကိုခေါင်းဆောင်ခဲ့တဲ့လူဒန်းစားဟာပင်ကိုအားဖြင့်နှစ်ဖက်လက္ခဏာရှိတဲ့အမျိုးသားဒနရှင်လူဒန်းစားနဲ့၎င်းရဲ့အလွှာဒနရှင်ပညာတတ်များဖြစ်တယ်။ဗမာပြည်ရှိအမျိုးသားဒနရှင်လူဒန်းစားဟာကိုလိုနီနိုင်ငံမှဒနရှင်လူဒန်းစားဖြစ်တာကြောင့်တစ်ဖက်မှာပြောရရင်အင်္ဂလိပ်နယ်ချဲ့ရဲ့ဖိနှိပ်မှုကိုခံကြရတယ်။ဒါကြောင့်သူတို့ဟာတစုံတစ်ခုသောအချိန်ကာလတွင်တစုံတရာသောအတိုင်းအတာထိအင်္ဂလိပ်နယ်ချဲ့ကိုဆန့်ကျင်တဲ့ဒေါ်လာနဲ့လက္ခဏာရှိခဲ့တယ်။1920ခုနှစ်နဲ့1922ခုနှစ်ကြားဗမာပြည်ရဲ့အမျိုးသားရေးလှုပ်ရှားမှုဟာတိုးတက်မြင့်မားလာခဲ့တာကဒီအချက်ကိုသက်သေပြနေတယ်။ဝန်တာနုအသင်းချုပ်ကြီးကနိုင်ငံရေးတောင်းဆိုချက်ဟာ home rule ဝါကိုပိုင်အုပ်ချုပ်ရေးရဖို့ဖြစ်တယ်။၎င်းရဲ့ခေါင်းဆောင်မှုအောက်မှာအလုပ်သမားများကဒီမိုကရေစီခွင့်ရေးများရရေးလောက်ခတိုးမြင့်ရေးလောက်ခွေအာမခံချက်ရရှိရေးစတဲ့အချက်တွေကိုတောင်းဆိုပြီးတိုက်ပွဲဝင်ခဲ့ကြတယ်။တောင်သူလယ်သမားများကလည်းလက်ငုပ်လဲပြန်ရရေးကျွေးမီလျှော်ပြေးရေးစပားစေးတိုးပေးရေးတစ်ဝါအခမဲ့ခုတ်ယူခွင့်ရရေးလူကွန်တော်ဖြတ်သိမ်းရေးစသည်တို့ကိုတောင်းဆိုကာ
ကျောင်းသားများကလည်းကိုလိုနီပညာရေးစနစ်ဆန့်ကျင်ရေးအမျိုးသားပညာရေးစနစ်ထူထောင်ရေးတို့အတွက်တိုက်ပွဲဝင်ခဲ့ကြတယ်တခြားတစ်ဖက်မှာပြောရရင်အမျိုးသားဒဏရှင်လူဒန်းသားဟာစီးပွားရေးနဲ့နိုင်ငံရေးအရလွန်စွာပြော့ညံ့ချိနဲ့ကြတာကြောင့်နေချေသမားနဲ့စိတ်ဆက်လိုက်လျောလို့တဲ့သဘောရှိကြတယ်နေချေသမားနဲ့ယတိပြတ်မပြတ်ဆဲလို့ကြဘူးဒါပြင်ကျေးလက်များမှာတီးစားကားဖြင့်သွေးဆုပ်တဲ့လုံနဲ့နီးကပ်စွာဆက်ဆက်မှုရှိနေကြတယ်ဒီချက်တွေကြောင့်သူတို့ဟာနေချေစနစ်ကိုအပြည့်အပိုင်မတွန်းလှန်လို့ကြဘူးတွန်းလှန်နိုင်စွမ်းလည်းမရှိဘူးဗရေတရိအင်အားစုတို့ဆိုရင်တာလို့ပင်အပြည့်အပိုင်မတွန်းလှန်လို့ကြတွန်းလှန်နိုင်စွမ်းလဲတာလို့ပင်မရှိကြတာတွေ့မြင်နိုင်တယ်။ဒါကြောင့်လည်းပဲဝန်သားနုအသင်းချုပ်ခေါင်းဆောင်တဲ့ဗမာပြည်အမျိုးသားရေးလှုပ်ရှားမှုဟာအင်္ဂလိပ်ကိုလိုနီဝါဒသမားများရဲ့ဒိုင်အာခီအုပ်ချုပ်ရေးဆိုတဲ့ကြောက်ဆောင်နဲ့တိုက်ပြီးပြိုကွဲခဲ့ရတယ်။1922ခုနှစ်ကုန်ကနီးဝန်သားနုအသင်းချုပ်ကြီးမှဦးဘဖေးဦးမောင်ကြီးဦးသိန်းမောင်နဲ့ဦးပုရမဲသိန်းတို့ဦးဆောင်တဲ့အမှုဆောင်လူကြီး22ဦးဟာခွဲထွက်ခဲ့ကြတယ်။သူတို့ဟာဒိုင်အာခီအုပ်ချုပ်ရေးကိုလက်ခံခဲ့ကြပြီးအမျိုးသားတပ်ဦးရဲ့ညီညွတ်ရေးကိုစတင်ဖျက်ဆီးခဲ့ကြတယ်။ဒိုင်အာခီအုပ်ချုပ်ရေးတည်ထောင်ပြီးနောက်ပိုင်းမှာဝန်သားနုအသင်းချုပ်ကြီးနဲ့တန်ခါသမဂ္ဂတို့ရဲ့ခေါင်းဆောင်မှုအောက်မှာကိုလိုနီဆန့်ကျင်ရေးတိုက်ပွဲများဟာမရက်စက်ခဲ့ဘူး။အထူးသဖြင့်လယ်သမားများရဲ့တိုက်ပွဲများဟာပြင်းထန်တဲ့ပြင်းထန်လာခဲ့တယ်။ဒီလိုအခြေအနေအောက်မှာဝန်သားနုအသင်းချုပ်ကြီးရဲ့ခေါင်းဆောင်များဖြစ်ကြတဲ့ဦးချစ်လိုက်တရားဝတီဦးပုနဲ့ခေါင်းဆောင်များပြားဟာတစအမျိုးသားရေးလှုပ်ရှားမှုကြီးကိုစွန့်ခွာပြီးအင်္ဂလိပ်နယ်ချဲသမားနဲ့ပူးပေါင်းသွားကြပြန်တယ်။ဒိုင်ယာခီအုပ်ချုပ်ရေးကိုလက်ခံခဲ့ကြတယ်။အမျိုးသားတပ်ဦးကြီးဖြစ်တဲ့ဝန်သားနုအသင်းချုပ်ကြီးအစိတ်အမွှာကွဲသွားတာနဲ့တပြိုင်နက်အင်္ဂလိပ်နယ်ချဲသမားဟာကြံရှိတဲ့ဝန်သားနုအသင်းချုပ်ကြီးရဲ့အင်အားစုများဖြစ်တဲ့ဦးစိုးသိန်းခေါင်းဆောင်တဲ့ဝန်သားနုအသင်းချုပ်ကြီးရဲ့ဘူးအသင်းများကိုမတရားသင်းအဖြစ်ကြေညာပြီးတန်ခါသမဂ္ဂခေါင်းဆောင်ကြီးများဖြစ်ကြတဲ့ဆရာတော်ဦးဥဒ္ဓမနဲ့ဦးဝိစာရတို့ကိုဖမ်းဆီးထောင်ချညှဉ်းပန်းခဲ့ကြတယ်။ညှဉ်းပန်းမှုတန်းကြောင့်ဆရာတော်ဦးဥဒ္ဓမဟာယူသွတ်သွားပြီးဆရာတော်ဦးဝိစာရဟာအစာငတ်ခံတိုက်ပွဲဝင်ရင်ပြန်လွန်တော်မူခဲ့ရတယ်။1929-31ကမ္ဘာစီးပွားရေးကတ်ဆိုင်မှုကြောင့်ဗမာပြည်မှာဆန်စပါးစိတ်ဟာဒလဟောကျဆင်းလာတဲ့အခါတောင်သူလယ်သမားများဟာကုန်းခံနိုင်တဲ့အခြေအနေမရှိတော့ဘူး။ဒါနဲ့တစ်ဆက်တည်းလူကွန်သီးစားခွန်နဲ့လဲကွန်တွေကိုအင်္ဂလိပ်အာဏာပိုင်များကနိုင်ထက်စီးနှင်းအကြမ်းဖက်လူယူလာတဲ့အခါလျှို့ဝှက်ဖွဲ့စည်းထားတဲ့တောင်သူလယ်သမားဂလုံအဖွဲ့များဟာဦးစိုးသိန်းခေါင်းဆောင်တဲ့ဝန်သားနုအသင်းချုပ်ကြီးမှခေါင်းဆောင်တဦးဖြစ်သူဆရာစံကိုခေါင်းဆောင်ဖြစ်တင်ပြီး1930ခုနှစ်ဒီဇင်ဘာ22ရက်နေ့မှာလက်နက်ကင်တိုက်ပွဲကိုစတင်ဆင်နွှဲခဲ့တယ်။နှစ်ခန့်ကြာပြီးရန်သူ2000ကျော်ကြာဆုံးအောင်တိုက်ခဲ့ကြတယ်။အမျိုးသားနိုင်ငံရေးတပ်ဦးခန့်မှပါခဲ့တဲ့ရခိုင် YMBA နဲ့ GCBA ကိုခေါင်းဆောင်တဲ့အမျိုးသားအရင်းရှင်လူဒန်းစားနဲ့အရင်းရှင်ပညာတတ်ခေါင်းဆောင်များဟာတောင်သူလယ်သမားတပုံကြီးကိုဥပစ်ခါပြုတ်ထားခဲ့ကြတယ်။ကျင်းမြောင်းနဲ့လက်တဆုပ်စာမိမိလူဒန်းစားအကျိုးကိုသာကြည့်ပြီးတောင်သူလယ်သမားများရဲ့အရေးကိုသစ္စာဖောက်ခါအင်္ဂလိပ်ကိုလိုနီဝါဒသမားများနဲ့ပူးပေါင်းသွားခဲ့ကြတယ်။ယင်းတို့ဖြင့်ဆရာဆန်လယ်သမားတပုံကြဆုံးမှုကကိုလိုနီစနစ်ဆန့်ကျင်ရေးအမျိုးသားလွတ်လပ်ရေးတိုက်ပွဲတွင်အမျိုးသားဒဏရှင်လူဒန်းစားဟာခေါင်းဆောင်နိုင်စွမ်းမရှိကြောင်းအလုသမားလယ်သမားနဲ့ကျောင်းသားများအရေးကိုအောင်မြင်အောင်ဆောင်ရွက်နိုင်စွမ်းခြင်းမရှိကြောင်း၎င်းရဲ့နေရာမှာဝိဇ္ဇာနိကြအတွေ့ခေါ်လက်နက်တပ်ဆင်ထားတဲ့ခေတ်မီအလုသမားလူဒန်းစားပါတီတရက်ရဲ့ခေါင်းဆောင်မှုနဲ့ရင်းခေါင်းဆောင်မှုအောက်မှာအလုသမားနဲ့လယ်သမားမဟာမိတ်ဖွဲ့မှုတရက်ရှိဖို့လိုအပ်ကြောင်းညွှန်ပြခဲ့ပါတယ်။ဆရာစံလယ်သမားတပုံကြဆုံးမှုကဗမာပြည်အမျိုးသားလှုပ်ရှားမှုတွင် GCBA ဝန်သားနုအသင်းချုပ်ကြီးရဲ့ခေါင်းဆောင်မှုခန့်ဟာအဆုံးသတ်သွားပြီဖြစ်ကြောင်းဖော်ပြခြင်းလည်းဖြစ်ပါတယ်။၄1930ခုနှစ်မေလ30ရက်နေ့မှာဒုဗမာအစည်းအရုံးပေါ်ပေါက်လာပြီးနောက်ဗမာပြည်အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုရဲ့ခေါင်းဆောင်မှုခန့်ဟာဒုဗမာအစည်းအရုံးရဲ့လက်ထက်သို့ရောက်ရှိခဲ့တယ်။အမျိုးသားလှုပ်ရှားမှုရဲ့အဆင့်ဟာ GCBA ရဲ့လက်ထက်ကလှုပ်ရှားမှုထက်တစ်ဆင့်မြင့်တက်လာပါတယ်။ဒီလှုပ်ရှားမှုကိုခေါင်းဆောင်တဲ့အဓိကလူဒန်းစားဟာတော်လာနဲ့ဒနရှင်ပေါက်စလူဒန်းစားနဲ့ဒနရှင်ပေါက်စပညာတတ်များဖြစ်လာတယ်။ဒုဗမာအစည်းအရုံးလှုပ်ရှားတဲ့ကာလကိုနှစ်ပိုင်း two phases ခွဲတင်ပါတယ်။1938ခုနှစ်
1300ပြည့်ရေးတော်ပုံမတိုင်မီနဲ့1300ပြည့်ရေးတော်ပုံမှအစချီတဲ့နောက်ပိုင်းကာလဖြစ်တယ်ဒုဗမာစီယုံထဲမှာအင်အား3စုပါဝင်ပါတယ် GCBA တုန်းကထက်အမျိုးသားရေးစိတ်သက်ပုံမပြင်းထန်တဲ့အမျိုးသားဒဏရှင်လူဒန်းစားမှလာသူများနဲ့ဒဏရှင်ပညာတတ်များမြို့နဲ့ကျေးလက်နေလယ်သမားများပါဝင်ဒဏရှင်ပေါက်ဆလူဒန်းစားလွှာများအလုံသမားလူဒန်းစားမှလာသူများနဲ့ရုရှားအောက်တိုဘာတော်လှန်ရေးခရက်ရိုက်မှုအောက်မှာဆိုရှယ်လစ်ဝါဒအမြင်ရှိသူများစသဖြင့်ဖြစ်ခဲ့တယ်စောစောပိုင်းကာလမှာဒုဗမာစီယုံဟာအမျိုးသားရေးဝါဒတတ်ကိုသာလက်ခံယူညီခဲ့တယ်ဆရာဆန်လယ်သမားသဘုံကြဆုံးပြီးနောက်မှာအမျိုးသားစိတ်သက်ပြင်းပြကြတဲ့ခေတ်ပညာတတ်လူငယ်များဟာတိုင်းပြည်လွတ်လပ်ရေးအတွက်နီလန်းသစ်များရှာကြံရန်နိုင်ငံရေးချတွင်ခေတ်စားနေပြီးဗမာပြည်သို့စတင်ရောက်ရှိလာတဲ့ဆိုရှယ်လစ်ဝါဒကွန်မြူနစ်ဝါဒစာပေများကိုလေ့လာကြတယ်။ယင်းသို့ဖြင့်ဒုဗမာစီယုံဟာအယူဆရေးရာတွင်အမျိုးသားရေးဝါဒနဲ့ဆိုရှယ်လစ်ယူဆများရောရှက်နေတဲ့ဒုဗမာဘုံဝါဒဖြစ်ခဲ့တယ်။ စီယုံရဲ့အရဆိုရင်1938ခုနှစ်မတိုင်ခင်ကာလမှာဒုဗမာစီယုံဟာအမျိုးသားလွတ်လပ်ရေးတိုက်ပွဲအတွက်အယူအဆမတူသူများစုစည်းထားတဲ့အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးတပ်ပေါင်းစုတစ်ဖွဲ့ဖြစ်နေတယ်။အမျိုးသားရေးတပ်သက်ဝါဒသမားများပြုပြင်ရေးဝါဒသမားများဗရေတရစ်အုပ်စိုးမှုကိုတန်းတနေသူများဖေဗီယန်ဝါဒသမားများဆိုရှယ်လစ်ဝါဒယုံကြည်သူများစသဖြင့်အယူအဆမျိုးမျိုးခြားနားနေမှုကအမျိုးသားလွတ်လပ်ရေးကြီးမားချက်တွင်သဘောထားချင်းပေါင်းစုံမိပြီးညီညွတ်နေကြတဲ့အနေအထားဖြစ်ပါတယ်။သခင်ကိုရမိုင်းဦးစီးတဲ့ဒုဗမာစီယုံဟာ GCBA နဲ့ခြားနားစွာပဲအင်္ဂလိပ်နယ်ချဲ့စနစ်အောက်မှလုံးဝလွတ်လပ်ရေးကိုရည်မှန်းချက်ဖြစ်ထားပြီးအခြေခံလူဒန်းစားအသီးသီးကိုစီယုံခဲ့ကြတယ်။ခင်မီစက်မှုလူသမားလူဒန်းစားကိုစတင်စီယုံခဲ့တယ်။ရေနံမြေတန်လျင်တို့မှ BOC လူသမားများစိတ်ကန်းလူသမားများတစ်ဆက်လူသမားများနဲ့အခြားစက်မှုလုပ်ငန်းဆိုင်ရာလူသမားများကိုစီယုံသိမ်းသွင်းပြီး1939ခုနှစ်ဇူလိုင်လတွင်ကျင်းပသည့်ပထမဆုံးဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားများညီလာခံကြီးရဲ့ဆုံးဖြတ်ချက်အရ1940ခုနှစ်ဇန်နဝါရီလ30ရက်နေ့တွင်ဗမာပြည်အလုပ်သမားစီယုံကိုထူထောင်ခဲ့ကြတယ်။ကိုလိုနီစီးပွားရေးနဲ့ဗရေတရစ်မြေရှင်လူဒန်းစားရဲ့ဖိနှိပ်သွေးဆုပ်မှုဒဏ်ကိုမချိမဆန့်ခံနေရတဲ့တောင်သူလယ်သမားများကိုစီယုံကဗမာပြည်တောင်သူလယ်သမားစီယုံကိုလည်းဖွဲ့စည်းခဲ့ကြတယ်။ကျောင်းသားလူငယ်များကိုလည်းစီယုံချင်းပြုခဲ့တယ်။မြို့နေလူလက်တန်းစားများကိုသာမကတောင်တန်းဒေသမှတိုင်းရင်းသားလူမျိုးများကိုပါစီယုံသိမ်းသွင်းရန်အားထုတ်ကြိုးပမ်းခဲ့တယ်။1935-36ခုနှစ်ရန်ကုန်တက္ကသိုလ်ကျောင်းသားများတပိတ်ကြီးဟာဒုဗမာစီယုံခေါင်းဆောင်မှုအရှိန်အဝါအောက်မှာကိုလိုနီပညာရေးစနစ်ကိုထိုးနှက်တိုက်ခိုက်လိုက်တဲ့လှုပ်ရှားမှုတစ်ရပ်ဖြစ်ပြီးတက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်များဖြစ်ကြတဲ့ကိုနုကိုအောင်ဆန်းတို့ဟာဒီတပိတ်ကြီးအပြီးမကြမီပါပဲဒုဗမာစီယုံရဲ့အရေးပါတဲ့ခေါင်းဆောင်များဖြစ်လာကြတယ်။ဤချက်များကဒုဗမာစီယုံခေတ်ကျောင်းသားလှုပ်ရှားမှုဟာအမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုနဲ့အလွန်နီးကပ်စွာဆက်သွယ်နေပြီးအပြန်အလှန်ဩဇာတက်မှုဗယ်မျှကြီးမားတဲ့ဆိုတာပြလျက်ရှိတယ်။ကိုလိုနီနိုင်ငံရေးနဲ့စီးပွားရေးဘဝများကိုအပီးပိုင်ဖြတ်သိမ်းဖို့ဥတီလှုပ်ရှားလာတဲ့ဒုဗမာစီယုံခေါင်းဆောင်တဲ့အမျိုးသားရေးနဲ့ဒီမိုကရေစီရေးအင်အားစုများကိုဖြိုခွဲဖို့အတွက်အင်္ဂလိပ်နယ်ချဲ့သမားများဟာ1938ခုနှစ်ဧပြီလ1ရက်နေ့မှစပြုပြီးဗမာနိုင်ငံအားအိန္ဒိယအင်ပါယာအတွင်းမှခွဲထုတ်ခဲ့တယ်။ဒိုင်ယာခီအုပ်ချုပ်ရေးကိုဖျက်သိမ်းပြီး62ဌာနအုပ်ချုပ်ရေးကိုပေးခဲ့တယ်။62ဌာနအုပ်ချုပ်ရေးကပေးလာတဲ့အင်္ဂလိပ်နယ်ချဲ့သမားရဲ့မတန်တဆအမျက် super profit တစိမ့်တစ်ပိုင်းအကျိုးစီးပွားလောက်ကိုသာကြည့်ပြီးအမျိုးသားအကျိုးစီးပွားကိုကြောခိုင်းခဲ့ကြတဲ့ရခင်ဝန်သားမှုအသိဉာဏ်ကြီးမှအစိတ်စိတ်အမွှားမွှားကွဲနေကြတဲ့ဥပဖေရဲ့9ဘွန်ဆိုင်ဖွဲ့ဒေါက်တာဗမော်ရဲ့ဆင်းရဲသားဖွဲ့ဦးချစ်လိုင်ရဲ့ဝန်သားမှုဖွဲ့စတဲ့အမျိုးသားရင်းရှင်လူဒန်းစားကိုကိုစားပြုသူများနဲ့ရင်းရှင်ပညာတတ်များဟာရွေးကောက်ပွဲတစ်ခုတည်းကိုသာအာရုံစိုက်ခဲ့ကြတယ်။အင်္ဂလိပ်နယ်ချဲ့သမားရဲ့ဖိနှိပ်သွေးဆုပ်ရေးစီမံကိန်းကိုအလုတ်ကျွေးပြုတ်ပြီးလွှတ်တော်အတွင်းဝင်ကာယာရုရရေးလောက်ကိုသာအလေးထားခဲ့ကြတယ်။လွှတ်တော်အပအမျိုးသားရေးလှုပ်ရှားမှုများကိုနည်းနည်းလေးမှအရေးမထားခဲ့ကြဘူး။ဒါပေမဲ့ဒုဗမာစီယုံဟာ၎င်းတို့နဲ့ဆန့်ကျင်စွာပဲ62ဌာနအုပ်ချုပ်ရေးကိုလွှတ်တော်အတွင်းဝင်ပြီးတိုက်ခိုက်ခဲ့ပေမဲ့လွှတ်တော်အပလူထုနဲ့လူဒန်းစားတိုက်ပွဲများကိုအဓိကထားပြီးလှုပ်ဆော်စီယုံခဲ့တယ်။ဒုဗမာစီယုံရဲ့ခေါင်းဆောင်မှုအောက်မှာ1938ခုနှစ်ရေနံမြေ BOC လူသမားများရဲ့တပိတ်မှအစပြုတဲ့တန်လျင်ရေနံချက်လူသမားများစိတ်ကန်းလူသမားများရန်ကုန်လျှက်စစ်ဓာတ်အားပေးဌာနမှလူသမားများရဲ့တပိတ်များကိုကျောင်းသားများကတနိုင်ငံလုံးဆင်နွှဲသောကျောင်းသားတပိတ်များဖြင့်ပူးပေါင်းပါဝင်ခဲ့ကြတယ်။တောင်သူလယ်သမားများကလည်းအထွေထွေတပိတ်လှုပ်ရှားမှုကြီးကိုလယ်သမားတပ်များရန်ကုန်သို့ချီတက်ခြင်းဖြင့်ပေါင်းဆက်ထောက်ခံခဲ့ကြတယ်။
ရန်ကုန်မြို့ရှိစက်ရုံလုံသမားသပိတ်များကလည်းဤလှုပ်ရှားမှုကြီးကိုထောက်ခံအားပေးပါဝင်ခဲ့ကြတယ်။ယင်းတို့ဖြင့်အလုံသမားလယ်သမားမြို့နယ်ဆင်းရဲသားများကျောင်းသားများရဲ့လှုပ်ရှားမှုကြီးများပေါင်းစုံသွားပြီးဗမာပြည်တွင်မကြုံစဘူးအကျယ်ပြန့်အကြီးမားဆုံးနယ်ချက်ဆန့်ကျင်ရေးပရိသေဆန့်ကျင်ရေးအမျိုးသားလွတ်လပ်ရေး1300ပြည့်ရေးတော်ပုံကြီးပေါ်ပေါက်ခဲ့တယ်။အင်္ဂလိပ်နယ်ချက်သမားဟာ1300ပြည့်ရေးတော်ပုံကြီးကိုအကြမ်းဖက်နှိပ်ကွပ်ဖျက်ဆီးခဲ့တယ်။ထောင်ပေါင်းများစွာသောလုံသမားများနဲ့ကျောင်းသားများဖမ်းဆီးခြင်းခံကြရတယ်။ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ကျောင်းသားများကိုမြင်းစည်းပလိတ်များနဲ့ရိုက်နှက်ဖြိုခွဲခဲ့တဲ့ဖြင့်ကျောင်းသားကိုအောင်ကျော်ကြာဆုံးခဲ့ရတယ်။မန္တလေးမှာလည်းငြိမ်းချမ်းစွာဆန္ဒပြပွဲတွင်အာဏာပိုင်များကပြစ်ခတ်တပ်ဖြတ်မှုကြောင့်18ဦးကြာဆုံးကြရတယ်။အလားတူပဲအောင်လံမြို့တွင်လည်းတဦးအသက်ခံခဲ့ရတယ်။ဗမာပြည်တွင်မကြုံစဘူး1300ပြည့်ရေးတော်ပုံပေါ်ပေါက်ခဲ့တာဟာနောက်ပိုင်းကာလမှာလည်းဒီအရေးတော်ပုံရဲ့ကြရဲရက်ခတ်မှုကြီးမားခဲ့တာဟာဒုဗမာစီယုံရဲ့ခေါင်းဆောင်မှုအနေနဲ့1300ပြည့်ရေးတော်ပုံနဲ့နောက်ပိုင်းကာလမှာ1300ပြည့်မတိုင်မီနဲ့နှိုင်းစာရင်မတူခြားနားတဲ့ထူးခြားချက်များရှိလာတာကြောင့်ပဲ1300ပြည့်မတိုင်မီကဒုဗမာစီယုံကိုခေါင်းဆောင်တဲ့လူဒန်းစားဟာရေဘူးရအနေနဲ့ဒနရှင်ပေါက်စလူဒန်းစားနဲ့ပညာတတ်များဖြစ်ရက1300ပြည့်နဲ့နောက်ပိုင်းကာလမှာတီးခြားအဖြစ်ခေါင်းဆောင်မှုမှာတော်လန်တဲ့ဒနရှင်ပေါက်စဒီမိုကရက်များ Revolutionary Party Democrats ကလွှမ်းမိုးတဲ့အဆင့်နေရလာကြတယ်။နှစ်အတွေးခေါ်ရကြည့်ရင်1300ပြည့်မတိုင်မီစကားစားမှာဒုဗမာစီယုံဟာအမျိုးသားရေးတသက်အမြင်လွှမ်းခဲ့တယ်။တဖြည်းဖြည်းဆိုရှယ်လစ်ဝါဒတွေးခေါ်များဝင်လာပြီးအမျိုးသားရေးအမြင်နဲ့ဆိုရှယ်လစ်ဝါဒအမြင်ရောက်လာခဲ့တယ်။1300ပြည့်နဲ့နောက်ပိုင်းကာလမှာဝိဇ္ဇာနိကြဆိုရှယ်လစ်ဝါဒရဲ့ဩဇာတက်မှုကြီးမားလာခဲ့တယ်။1939ခုနှစ်လောက်မှာနဂနီစာအုပ်အသင်းပေါ်လာပြီး1300ပြည့်နောက်ပိုင်းမှာမတ်စ်ဝါဒနဲ့ရုရှားပြည်အော်တိုဘာတော်လှန်ရေးအကြောင်းစာအုပ်စာတမ်းများလက်ဝဲစာပေများကိုအလုံသမားလယ်သမားပညာတတ်လူငယ်များအတွင်းဝါဒဖြန့်ချိမှုဟာကျယ်ပြန့်လာခဲ့တယ်။တစ်ဆက်တည်းမှာပဲမတ်စ်ဝါဒလေးလာရေးအစုများဗမာပြည်အနှံ့ပြားလျှို့ဝှက်စွာပေါ်ပေါက်လာခဲ့တယ်။၃တပ်ပေါင်းစုသဖွယ်ဖြစ်နေတဲ့ဒုဗမာစီယုံရဲ့ဝါဒလမ်းစဉ်များဟာ1300ပြည့်မတိုင်မီကအမျိုးသားရေးတသက်သဘောဆောင်ရာက1300ပြည့်နဲ့နောက်ပိုင်းမှာဆိုရှယ်လစ်ဝါဒအတွင်းသဘောများပါဝင်လာအောင်ပြုပြင်ရေးဆွဲခဲ့ကြတယ်။1939ခုနှစ်ဧပြီလမှာဒုဗမာစီယုံရဲ့မော်လမြိုင်ညီလာခံကဆိုရှယ်လစ်ဝါဒအမြင်နဲ့ရေးဆွဲတဲ့ဒုဗမာစီယုံရဲ့ဝါဒလမ်းစဉ်ကိုချမှတ်အတည်ပြုခဲ့ကြတယ်။ဒီလမ်းစဉ်ဟာနယ်ချက်ဆန့်ကျင်ရေးအမျိုးသားလွတ်လပ်ရေးဆိုရှယ်လစ်နိုင်ငံထူထောင်ရေးလမ်းစဉ်ဖြစ်တယ်။၄စကားစားမှာဒုဗမာစီယုံဟာအခြေခံလူဒန်းသားတွေကိုစီယုံရမှာပြင်းမရှိသေးဘူး။1300ပြည့်နဲ့နောက်ပိုင်းကာလမှာအလုံသမားလယ်သမားကျောင်းသားအမျိုးသမီးများရဲ့သမဂ္ဂများကိုလူဒန်းစားလိုက်လူထုလိုက်ဖွဲ့စည်းခဲ့တယ်။လူဒန်းစားနှိုးကြမှုကိုတစုံတရာမြင့်တင်ပေးနိုင်ခဲ့တယ်။အလုံသမားလူဒန်းစားနဲ့လယ်သမားလူဒန်းစားပေါ်မှာအခြေခံတဲ့ကျယ်ပြန့်တဲ့အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုကြီးတည်းဖြစ်လာအောင်တစုံတရာသောအတိုင်းအတာထိစွမ်းဆောင်နိုင်ခဲ့တယ်။ယင်းတို့ဖြင့်1300ပြည့်ရေးတော်ပုံကြီးဟာနိုင်ငံရေးထွေထွေသပိတ်ကြီးအဆင့်ထိဖော်ဆောင်နိုင်ခဲ့တယ်။ဗမာပြည်မျိုးသားလွတ်လပ်ရေးသမိုင်းမှာစံနမူနာနဲ့တော်လှန်ရေးအစဉ်လာကောင်းအဖြစ်ထာဝစဉ်တည်ရှိနေပါဖြစ်တယ်။နိုင်ငံရေးထွေထွေသပိတ်မှာလက်နက်ကိုင်တိုက်ပွဲသို့မကူးပြောင်းနိုင်ခဲ့တဲ့အတွက်နောက်ဆုံးအာဏာသိမ်းနိုင်တဲ့အဆင့်သို့မရောက်ခဲ့ဘူး။နယ်ချက်အာဏာပိုင်များနဲ့စိတ်ဆက်လိုက်ရပြီးအရေးတော်ပုံကိုအဆုံးသတ်ခဲ့ရတယ်။လုံးဝအောင်ပွဲမရဘဲအဆုံးသတ်ရတဲ့အကြောင်းတွေကတော့၁ဒုဗမာစီယုံကိုခေါင်းဆောင်တဲ့ဒနရှင်ပေါက်စလူဒန်းစားနဲ့ပညာတတ်များရဲ့ပင်ကိုလက္ခဏာကြောင့်ဖြစ်တယ်။ကိုလိုနီတိုင်းပြည်ဖြစ်တဲ့ဗမာပြည်ရှိဒနရှင်ပေါက်စလူဒန်းစားရဲ့အစိတ်အပိုင်းပိုင်းအသီးသီးဟာနယ်ချက်ဗရေတရစ်နဲ့အရင်ရှင်ကြီးလူဒန်းစားရဲ့ဖိနှိပ်သွေးဆွမှုဒဏ်ကြောင့်တော်လန်တဲ့လက္ခဏာရှိကြတယ်။ရေဘူးအားဖြင့်တော်လန်ရေးတဲ့ပါဝင်နိုင်တယ်။ထောက်ခံနိုင်တယ်။တော်လန်ရေးဖို့အလွန်ကောင်းတဲ့စိတ်ချရတဲ့မဟာမိတ်ဖြစ်တယ်။ပညာတတ်အမြောက်များနဲ့ကျောင်းသားလူငယ်များဟာအလုသမားလယ်သမားနဲ့အတူတော်လန်ရေးတဲ့ပါဝင်နိုင်ထောက်ခံနိုင်ပြီးအလုသမားလူဒန်းစားရဲ့အတွေးခေါ်ကိုလက်ခံနိုင်ကြတယ်။မျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုအဆင့်သီးသီးမှာအမြဲလိုပဲတပ်ဦးအဖြစ်ပေါင်ကူတရားအဖြစ်ပါဝင်ခဲ့ကြတယ်။တော်လန်ရေးလောက်ရတွင်တော်လန်တဲ့ပညာတတ်တွေသာမပါရင်လုပ်ငန်းအောင်မြင်နိုင်မှာမဟုတ်ပါ။အခြားတစ်ဖက်မှာစီးပွားရေးအရာကြည့်ရင်သူတို့ဟာကုန်စည်ထုတ်လုပ်ရေးကလေးနဲ့ဆက်နေတဲ့အတွက်ဈေးကွက်ပြိုင်ဆိုင်မှုမှာတဆင့်အရင်းရှင်စနစ်တို့တက်လိုက်ရမှာအ ਨੇ စုသာအောင်မြင်မှုရပြီးအများစုကဆုံးရှုံးပျက်စီးမှုနဲ့ရင်ဆိုင်ရလိမ့်ရှိကြတယ်။သူတို့အတွင်း
နှစ်ဖက်အစွန်းကွဲပြားခြားနားမှုကအစဉ်အမြဲလိုတည်ရှိနေပြီးအဖြစ်မှန်ကိုကြောခိုင်းတဲ့ဆန္ဒစွဲဝါဒ subjectivism တကူကောင်းဝါဒ individualism ဘက်သို့တိမ်ဆောင်လေရှိကြတယ်သူတို့ဟာလေထဲတွင်တိုက်အိမ်ဆောက်လေရှိကြတယ်ပြုမှုလှုပ်ဆောင်ရမှာတွေးဝေးရိမ့်ရန်လေရှိကြတယ်သူတို့ထဲမှာတစ်စိတ်တစ်ပိုင်းဟာတော်လိုင်းရေးသေရေးရှင်ရေးတမျှရေးကြီးခြင်းရောက်လာတဲ့အခါတော်လိုင်းရေးတက်ဖွဲ့ထဲမှထွက်ခွာသွားလေရှိတယ်စိတ်ပြက်အားငယ်လေရှိတယ်အ ਨੇ စုဟာတော်လိုင်းရေးရဲ့ရန်သူပင်ဖြစ်သွားတတ်ကြတယ်ရင်းချွင်ရင်းချက်များကိုရေရှည်ဒုဒုတိုက်ပွဲအတွင်းမှာသာပြုပြင်နိုင်မှာဖြစ်တယ်နှစ်ကမ္ဘာနယ်ချဲစနစ်အောက်မှလွတ်မြောက်ရေးအတွက်ဆင်နွှဲတဲ့အမျိုးသားလွတ်လပ်ရေးတိုက်ပွဲဟာအဖိနှိတ်ခံမျိုးသားများကိုကြမာကိုဖန်တီးခွင့်ရရေးတိုက်ပွဲဖြစ်တယ်ကိုကြမာကိုဖန်တီးခွင့်ရရေးဆိုတာနိုင်ငံရေးအရာကိုကြမာကိုဖန်တီးခွင့်ရရေးကိုဆိုလိုတာဖြစ်တယ်ဒီတိုက်ပွဲဟာနိုင်ငံရေးအရာလွတ်လပ်ပြီးအမျိုးသားနိုင်ငံထူထောင်ရေးအတွက်ဆင်နွှဲတဲ့တိုက်ပွဲဖြစ်တယ်နယ်ချဲစနစ်အောက်မှာဒီကြီးမှန်းချက်ကိုအလွယ်တကူအကောင့်ထဲပေါ်နိုင်မှာမဟုတ်နယ်ချဲသမားများကအသာတကြီးခွင့်ပြုကြလိမ့်မည်မဟုတ်ရေရှည်လက်နက်ကင်တိုက်ပွဲမပါဘဲလက်နက်မကင်တဲ့လူထုတိုက်ပွဲတက်တက်နဲ့အကောင့်ထဲပေါ်နိုင်မှာမဟုတ်လူမှုဒေါ်လာရေးအကျဉ်းအချုပ်ဆင်နွှဲတဲ့နီးဖြင့်သာလျှင်အောင်မြင်နိုင်မှာဖြစ်တယ်၃ဒီလိုရှုပ်ထွေးခက်ခဲတဲ့လက်နက်ကင်တိုက်ပွဲသဏ္ဍာန်ကိုအဓိကထားပြီးကြံတိုက်ပွဲသဏ္ဍာန်တွေနဲ့ပေါင်းစပ်တဲ့အမျိုးသားဒီမိုကရေစီဒေါ်လာရေးကိုဆင်နွှဲရမှာအမျိုးသားရင်းရှင်လူဒန်းစားဟာအောင်ပွဲရအောင်ခေါင်းမဆောင်နိုင်ဘူးဒနာရှင်ပေါက်စလူဒန်းစားဟာတော်လာရေးနဲ့ခိုင်မြဲတဲ့မဟာမိတ်ဖြစ်စေကမူ၎င်းသည်လည်းအောင်မြင်အောင်ခေါင်းမဆောင်နိုင်ဝိဇ္ဇာနိကြတော်လာရေးတွေးခေါ်ကိုကင်ဆွဲထားတဲ့မှန်ကန်တဲ့လမ်းစဉ် policy တွေရှိပြီးတင်းကျပ်တဲ့တမန်စည်းကမ်းကိုလိုက်နာကျင့်သုံးတဲ့ခင်မီအလို့သမားလူဒန်းစားပါတီတရက်နဲ့ခေါင်းဆောင်မှုရှိဖို့လိုအပ်တယ်ဒီလိုပါတီမျိုးရဲ့ခေါင်းဆောင်မှုအောက်မှာအလို့သမားလူဒန်းစားနဲ့လယ်သမားလူဒန်းစားရဲ့မဟာမိတ်ဖွဲ့မှုတည်ရှိဖို့လိုအပ်တယ်၄အမျိုးသားဒီမိုကရေစီတော်လှန်ရေးမှာအလို့သမားလူဒန်းစားခေါင်းဆောင်မှုအောက်မှာအလို့သမားလယ်သမားမဟာမိတ်ဖွဲ့ရေးဆိုတာဟာဥစွာအားဖြင့်စစ်ရေးအရာမဟာမိတ်ဖွဲ့မှုကိုဆိုလိုတာဖြစ်တယ်အလို့သမားလူဒန်းစားပါတီရဲ့အကျွင်းမဲ့ခေါင်းဆောင်မှုကိုခံယူတဲ့ပြည်သူ့တပ်မတော်တရက်ဖွဲ့စည်းပြီးစစ်အနိုင်တိုက်ဖို့ဖြစ်တယ်စစ်အနိုင်တိုက်ပြီးပြည်သူ့သမ္မတနိုင်ငံတရက်ထူထောင်မှုဖြစ်တယ်၅အလို့သမားလူဒန်းစားရဲ့ခေါင်းဆောင်မှုအောက်မှာအလို့သမားလယ်သမားမဟာမိတ်ဖွဲ့မှုကိုအခြေခံတဲ့မြို့နေဒနာရှင်ပေါက်စလူဒန်းစားအမျိုးသားရေးရှင်လူဒန်းစားနဲ့ဗမာပြည်ရှိလူမျိုးပေါင်းစုံပါဝင်တဲ့ပြည်ချစ်အင်အားစုမှန်သမျှကိုစီယုံထားတဲ့နယ်ချက်ပရိသေဆန့်ကျင်တဲ့အကျယ်ပြန့်ဆုံးပြည်ချစ်တပ်ပေါင်းစုကြီးတရက်ရှိဖို့လိုတယ်၎င်းကိုအခြေခံပြီးဗမာပြည်ရှိလူမျိုးတိုင်းဒန်းတူခွင့်ရေးရှိတဲ့တစည်းတစ်လုံးတည်းဖြစ်တဲ့ပြည်ထောင်စုပြည်သူ့သမ္မတနိုင်ငံတော်ကိုထူထောင်မှုဖြစ်တယ်1930ပြည့်ရေတော်မုံကြီးရဲ့အတွေ့အကြုံသင်ခန်းစာများကိုယူပြီး1939ခုနှစ်ဩဂုတ်လ15ရက်နေ့မှာသခင်အောင်ဆန်းခေါင်းဆောင်၍ဗမာပြည်ကွန်မြူနစ်ပါတီကိုလျှို့ဝှက်ဖွဲ့စည်းခဲ့ကြတယ်။အလုံသမားလူဒန်းစားပါတီတရက်ပေါ်လာတာဟာနယ်ချက်ဆန့်ကျင်ရေးအမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုမှာကဏ္ဍသစ်တရက်ဖွင့်လိုက်တာဖြစ်တယ်။အင်္ဂလိပ်နယ်ချက်သမားရဲ့အဆက်မပြတ်ဖိနှိပ်မှုကြောင့်တချို့ခေါင်းဆောင်များနိုင်ငံခြားသို့ရောက်နေပြီးတချို့ကထောင်ထဲရောက်နေကြတဲ့အတွက်1939ခုနှစ်မှ1942ခုနှစ်ကာလအတွင်းခေါင်းဆောင်မှုလုပ်ငန်းကိုကောင်းစွာမလုပ်နိုင်ခဲ့ဘူးဖြစ်ပေါ်လာတဲ့ပြဿနာများပေါ်ရှုမြင်သုံးသပ်ရမှာအမြင်တညီညွတ်သေးမရှိခဲ့ဘူးဒီကာလအတွင်းကမ္ဘာအခြေအနေမှာအပြောင်းအလဲများဖြစ်လာခဲ့တယ်ဒုတိယကမ္ဘာစစ်ကြီး1939ခုနှစ်စက်တင်ဘာ3ရက်နေ့မှာဥရောပတိုက်မှာစတင်ပေါက်ကွဲလာတယ်ဒီစစ်ပွဲကြီးဟာစတင်ဖြစ်ပွားတဲ့ကာလမှာနယ်ချက်အုပ်စုချင်းတိုက်ကြတဲ့နယ်ချက်စစ်ဖြစ်တယ်1942ခုနှစ်ဇွန်လ22ရက်နေ့မှာဖက်စစ်ဂျာမနီကဆိုဗီယက်ယူနီယံကိုကျူးကျော်တိုက်ခိုက်လာတဲ့အခါစစ်ပွဲရဲ့လက္ခဏာဟာပြောင်းလဲသွားခဲ့တယ်။ဗမာနိုင်ငံပါဝင်ကိုလိုနီနိုင်ငံများရဲ့အမျိုးသားလွတ်လပ်ရေးတိုက်ပွဲများဟာကမ္ဘာဖက်စစ်ဆန့်ကျင်ရေးပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲများရဲ့အစိတ်ပိုင်းတစ်ရပ်ဖြစ်လာခဲ့တယ်။ဒီပြဿနာမှာ1941ခုနှစ်ဇူလိုင်လ23ရက်နေ့မှာကျင်းပခဲ့တဲ့ဒုဗမာစီယုံရဲ့ဗမာနိုင်ငံလုံးဆိုင်ရာအမှုဆောင်များအစည်းအဝေးမှာဒုဗမာစီယုံရဲ့ခေါင်းဆောင်မှုအတွင်းအယူအဆ3မျိုးပေါ်လာပြီးအစု3စုကွဲသွားကြတယ်။ဒုဗမာစီယုံတာယာဝတီညီလာခံရဲ့အင်္ဂလိပ်ဆက်ညီရေးသဘောထားကိုဆက်လက်ခံယူတဲ့အစုဒီအစုဟာအများစုဖြစ်တယ်။တခင်ဘာဟင်းရဲ့အင်္ဂလိပ်နဲ့ဂျပန်ကိုတပြိုင်တည်းဆက်ညီရေးသဘောထားကိုခံယူသူအစုဒီအစုဟာဒုတိယအများစုဖြစ်တယ်။နဲ့ထောင်တွဲမှာထွက်လာစားဖြစ်တဲ့တခင်တမ်းမြိုင်တင်သွင်းတဲ့ဖက်စစ်ဆက်ညီရေးမဟာမိတ်အင်အားစုများနဲ့ပူးပေါင်းရေးသဘောထားကိုခံယူတဲ့အစုဒီအစုဟာအနည်းစုဖြစ်တယ်။တို့ဖြစ်ကြတယ်။အများစုကြီးရဲ့သဘောထားဖြစ်တဲ့တာယာဝတီညီလာခံရဲ့ဆုံးဖြတ်ချက်ကိုဆက်လက်ခံယူရန်ဆုံးဖြတ်ခဲ့ကြတယ်။
ဒီအစုသုံးစုဟာနောက်ဆုံးညှိနှိုင်းလို့မရပဲကိုယုံကြည်ချက်နဲ့ကိုဆက်လက်ပြီးလှုပ်ရှားခဲ့ကြတယ်ဗမာပြည်ကွန်မြူနစ်ပါတီအထွေထွေတွဲရမှုသခင်အောင်ဆန်းမှာမိမိမူလရည်ရွယ်ချက်ဖြစ်သောပါတီ၏ဆုံးဖြတ်ချက်ကိုဆောင်ရွက်တွင်မအောင်မြင်ပဲတရုတ်ပြည်တွင်1940ခုနှစ်နောက်ပိုင်းတွင်ဂျပန်များဖမ်းဆီးခြင်းခံရကဂျပန်ရောက်သွားပြီးလက်တွေ့အားဖြင့်ဂျပန်နှင့်ပေါင်းပြီးအင်္ဂလိပ်တိုက်ရေးဖြစ်လာခဲ့တယ်1944ခုနှစ်ဩဂုတ်လတွင်ဖက်စစ်ဆန့်ကျင်ရေးတပ်ပေါင်းစု၌ပါဝင်လာခြင်းဖြင့်ဗိုလ်ချုပ်အောင်ဆန်းဟာဂျပန်နဲ့ပေါင်းပြီးအင်္ဂလိပ်တိုက်ရေးဆိုတဲ့မှားယွင်းတဲ့လုပ်ရက်ကိုပြင်ဆင်နိုင်ခဲ့တယ်ဒိုဗမာအစည်းအရုံးခေါင်းဆောင်မှုဟာအများစုကြီးရဲ့သဘောထားဆုံးဖြတ်ချက်အရအင်္ဂလိပ်နယ်ချဲတိုက်ရေးအတွက်ဖက်စစ်ဂျပန်များနဲ့ပူးပေါင်းဆောင်ရွက်ရေးဖြစ်လာကြတယ်ဒီမှားယွင်းတဲ့လမ်းကြောင်းလိုက်ခဲ့တာကြောင့်ရှေ့သို့ဖြစ်ပေါ်တိုးပွားနေတဲ့သမိုင်းလမ်းကြောင်းမှဘေးသို့ရောက်သွားပြီးဒိုဗမာစီယုံရဲ့အမျိုးသားဒီမိုကရေစီတော်လှန်ရေးမှာပါဝင်ခဲ့တဲ့တော်လှန်တိုးတက်တဲ့ခေါင်းဆောင်မှုအခန်းဟာအဆုံးသတ်သွားခဲ့တယ်။1919ခုနှစ်ရုရှားအောက်တိုဘာတော်လှန်ရေးအောင်ပွဲနဲ့ရုရှားဆိုရှယ်လစ်နိုင်ငံပေါ်ပေါက်လာတာဟာနယ်ချဲစနစ်ကပြိုင်ဘက်မရှိလွှမ်းမိုးနေတဲ့ကမ္ဘာနိုင်ငံများရဲ့အင်အားစုအနေအထားကိုပြောင်းလဲစေခဲ့တယ်။အရင်းရှင်စနစ်ထွေထွေကြက်တဲမှုက General Crisis of Capitalism အစပြုတဲ့ပထမကာလကိုဖွင့်လှစ်လိုက်တယ်။ဒုတိယကမ္ဘာစစ်မှာဖက်စစ်ဆန့်ကျင်ရေးအင်အားစုများအောင်ပွဲရတာနဲ့ပြည်သူ့ဒီမိုကရေစီနိုင်ငံများပေါ်ပေါက်လာတာကအရင်းရှင်စနစ်အထွေထွေကြက်တဲမှုကတ်ကိုဒုတိယကာလသို့ဆက်ရောက်သွားစေခဲ့တယ်။နယ်ချဲစနစ်ရဲ့သမိုင်းဆိုင်ရာတိမ်ညွတ်မှုတစ်ခုဖြစ်တဲ့အမျိုးသားများနိုင်ငံရေးအရကိုကြမာကိုဖန်တီးရေးနဲ့အမျိုးသားနိုင်ငံတော်များထူထောင်ရေးလှုပ်ရှားမှုမှာလမ်းကြောင်းတစ်ခုကိုဖောက်ပေးခဲ့တယ်။အမျိုးသားလှုပ်ရှားမှုများဟာယခင်ကဒနရှင်လူဒန်းစားကခေါင်းဆောင်တဲ့ဒနရှင်အမျိုးသားရေးလှုပ်ရှားမှုလက္ခဏာဆောင်ရမှယခုခါအလုသမားလူဒန်းစားကခေါင်းဆောင်တဲ့အလုသမားလယ်သမားမဟာမိတ်ဖွဲ့မှုအပေါ်မှာခြေခံတဲ့နယ်ချက်ပရိသေဆန့်ကျင်တဲ့အမျိုးသားဒီမိုကရေစီလှုပ်ရှားမှုဝါဒီမိုကရေစီသစ်တော်လှန်ရေးနဲ့ဒီမိုကရေစီသစ်နိုင်ငံတော်ထူထောင်ရေးလှုပ်ရှားမှုဖြစ်လာစေခဲ့တယ်။ဗမာပြည်မှာပေါ်ပေါက်ခဲ့တဲ့1300ပြည့်ရေးရပုံရဲ့နိုင်ငံရေးအဓိပ္ပာယ်ကြီးမားမှုဟာရုရှားအောက်တိုဘာတော်လှန်ရေးကညွှန်ပြလိုက်တဲ့လမ်းကြောင်းသစ်အတိုင်းတက်လှမ်းမှုကြိုးပမ်းချက်တရက်ဖြစ်နေလို့ပါပဲ။ဒီလမ်းကြောင်းသစ်လျှောက်ရမှာဘလောက်အောင်မြင်ပြီးဘလောက်လုံနေသေးတယ်ဆိုတာအထက်မှာပြောခဲ့ပြီးဖြစ်ပါတယ်။ဒီလမ်းကြောင်းသစ်ဟာတော်လှန်ရေးအဆင့်2ဆင့်ကိုဖြတ်သန်းရမယ်။ဒီမိုကရေစီသစ်တော်လှန်ရေးအဆင့်နဲ့ဆိုရှယ်လစ်တော်လှန်ရေးအဆင့်ဖြစ်တယ်။တစ်ဆင့်ပြီးမှတစ်ဆင့်တက်လို့ရပါလိမ့်မယ်။ခုံကူးခြင်းလို့မရပါ။ဒါပေမဲ့တစ်ဆင့်နဲ့တစ်ဆင့်ဟာနိုင်ငံတိုင်းကြီးခြားနေတာလည်းမဟုတ်ပါ။ပထမအဆင့်ပြီးသွားတာနဲ့ဒုတိယအဆင့်သို့ဝင်ရောက်သွားတာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးဗမာပြည်ရဲ့မျိုးသားလှုပ်ရှားမှုဟာအောက်တိုဘာတော်လှန်ရေးအောင်ပွဲကညွှန်ပြလိုက်တဲ့သမိုင်းဖြစ်ပေါ်တိုးပွားမှုလမ်းကြောင်းသစ်အတိုင်းဆက်လက်ချီတက်တဲ့လှုပ်ရှားမှုဖြစ်ပါတယ်။အနောက်နိုင်ငံများမှာလိုဒီမိုကရေစီဟောင်းလှုပ်ရှားမှုမဟုတ်တော့ပဲအရင်းရှင်စနစ်ထက်တစ်ဆင့်မြင့်တဲ့လူမှုစီးပွားရေးစနစ်ဖြစ်တဲ့ဆိုရှယ်လစ်စနစ်စီသို့ဦးတည်တဲ့ဒီမိုကရေစီသစ်လှုပ်ရှားမှုဖြစ်တယ်။ကျောင်းသားလှုပ်ရှားမှုဟာဒီမိုကရေစီသစ်လှုပ်ရှားမှုရဲ့အစိတ်ပိုင်းတစ်ရပ်အနေနဲ့မုံတိုင်းတပ်ဦးအခန်းကပါမြဲပါခဲ့တယ်။1948ခုနှစ်နိုင်ငံလွတ်လပ်ရေးရပြီးနောက်ဦးနုခေါင်းဆောင်တဲ့ဖဆပလအစိုးရဟာ10နှစ်ကြာမြကွန်မြူနစ်ပါတီနဲ့လူမျိုးစုံပြည်သူလူထုအပေါ်ဖောက်ပြန်တဲ့ပြည်တွင်းစစ်ဆင်နွှဲရင်းနယ်ချဲသမားများကိုမှီခိုပြီးမြေရှင်လူဒန်းစားနဲ့ဗျူရိုကရက်ဒနရှင်လူဒန်းစားများကိုကိုစားပြုတဲ့အာဏာရှင်စနစ်ကိုကျင့်သုံးခဲ့တယ်။ကျောင်းသားလှုပ်ရှားမှုဟာဒီကာလအတွင်းဦးနုအစိုးရရဲ့အခြေခံ policy ဖြစ်တဲ့ကွန်မြူနစ်ပါတီနဲ့လူမျိုးစုံပြည်သူလူထုအပေါ်ဖောက်ပြန်တဲ့ပြည်တွင်းစစ်ဆင်ရေး policy ကိုပြက်ပြက်သားသားဦးတည်ဆန့်ကျင်ခဲ့တယ်။ပြည်တွင်းငြိမ်းချမ်းရေးဒီမိုကရေစီရေးအမျိုးသားညီညွတ်ရေးအတွက်မုံတိုင်းတပ်ဦးခန်းမှတပ်သမတ်တဲ့တိုက်ပွဲဝင်ခဲ့တယ်။ဒီမှားယွင်းဖောက်ပြန်တဲ့ပြည်တွင်းစစ် policy ကျင့်သုံးတဲ့အကျိုးဆက်အနေနဲ့ပြည်တွင်းပဋိပက္ခတွေဟာပြင်းထန်လာပြီးဖဆပလဟာလည်းကွဲထွက်သွားတယ်။ဖဆပလအစိုးရရဲ့အုပ်စုတစ်ခုဖြစ်တဲ့ဘိုးနေဝင်းခေါင်းဆောင်တဲ့စစ်အုပ်စုဟာဒီဖဆပလရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီး1958ခုနှစ်မှာပနာမအစီအစဉ်တွေနဲ့အာဏာသိမ်းခဲ့တယ်။1962ခုနှစ်မတ်လ2ရက်မှာအပြီးအပိုင်အာဏာသိမ်းပြီးဗမာပြည်မှာ26နှစ်ကြာမြမဆလာတပါတီအာဏာရှင်စနစ်ဘွာစစ်ဗျူရိုကရက်အာဏာရှင်စနစ်ကိုထူထောင်ခဲ့တယ်။ကွန်မြူနစ်ပါတီနဲ့လူမျိုးစုံပြည်သူတွေပေါ်ဖောက်ပြန်တဲ့ပြည်တွင်းစစ်ကိုတ
ဆင့်တိုးပြီးမိကုံရန်ကုန်လုပ်ခဲ့တယ်အကျိုးဆက်ကတော့တိုင်းပြည်ဟာချွတ်ချုံကြပြည်သူတွေဟာဒုက္ခပင်လယ်ဝေပြီးပြည်တွင်းပဋိပက္ခတွေဟာပြင်းထန်တဲ့ပြင်းထန်လာက1350ပြည့်ရေတော်ပုံကြီးရှစ်လေးလုံးရေတော်ပုံပေါ်ပေါက်လာခဲ့တယ်ဒီရေတော်ပုံဟာအလွန်ကျယ်ပြန့်တဲ့ဒီမိုကရေစီလှုပ်ရှားမှုကြီးတစ်ရပ်ဖြစ်တယ်ဦးနေဝင်းရဲ့ဒုတိယမျိုးဆက်စစ်တပ်အုပ်စုကဒီလှုပ်ရှားမှုကိုအလွန်ရက်ဆက်စွာအကြမ်းဖက်နှိမ်နင်းပြီးစစ်ဗျူရိုကရက်အာဏာရှင်စနစ်ကိုဆက်လက်ထူထောင်ခဲ့တယ်ဒီကာလတစ်လျှောက်လုံးမှာចောင်းသားလှုပ်ရှားမှုဟာစစ်အာဏာရှင်စနစ်ကိုပြက်ပြက်သားသားဆန့်ကျင်ခဲ့တယ်ပြည်တွင်းငြိမ်းချမ်းရေးဒီမိုကရေစီရေးအမျိုးသားညီညွတ်ရေးအလံကိုဆွဲဆွဲမြဲမြဲဆုပ်ကိုင်ခဲ့တယ်မျက်မှောက်မှာကျွန်တော်တို့ဟာစစ်ဗျူရိုကရက်အာဏာရှင်စနစ်ဖျက်သိမ်းရေးငြိမ်းချမ်းရေးဒီမိုကရေစီရေးအမျိုးသားညီညွတ်ရေးတိုက်ပွဲကိုမျိုးဆက်ဟောင်းမျိုးဆက်သစ်ပြည်ကျစ်အင်အားစုအလုံးသွေးစည်းညီညွတ်ပြီးဇွဲတတ္တိရှိစွာအောင်ပွဲရသည့်အထိရေရှည်ဆင်နွှဲသွားဖို့လိုပါတယ်ဒီတိုက်ပွဲဟာဒီမိုကရေစီသစ်လှုပ်ရှားမှုရဲ့အရေးကြီးတဲ့အဆင့်တစ်ခုဖြစ်တယ်ဗမာပြည်ရဲ့ထူးခြားချက်အရဖြတ်သန်းနေရတဲ့အဆင့်လည်းဖြစ်တယ်ပြည်သူလူထုအကျိုးစီးပွားနဲ့ကိုက်ညီပြီးမှန်ကန်တဲ့အတွက်ဒီတိုက်ပွဲဟာအောင်ပွဲနဲ့မုတ်ချဆုံးသက်ပါလိမ့်မယ်အမျိုးသားလှုပ်ရှားမှုတစ်လျှောက်လုံးမှာအရေးကြီးတဲ့အစိတ်ပိုင်းတစ်ရပ်အဖြစ်ပါဝင်ခဲ့တဲ့ចောင်းသားလှုပ်ရှားမှုနဲ့ဘဂတရဲ့ဂုံရောင်ပြောင်တဲ့သမိုင်းအစဉ်လာဟာထာဝစဉ်ထွန်းပြောင်နေပါလိမ့်မယ်အမျိုးသားလှုပ်ရှားမှုအဆင့်သီးသီးမှာဂုံရောင်ပြောင်စွာကြဆုံးခဲ့ကြတဲ့ចောင်းသားအာဇာနည်များကိုဥညွတ်လေးပြုပါတယ်ဘဂတရဲ့ဂုံရောင်ပြောင်တဲ့သမိုင်းအစဉ်လာအဒွန့်ရှိပါစေ